ရာရာတိုင်းအစင်ပြေသလိုပဲလူတွေမြင်တဲ့မျက်လုံးမှာငါပျော်နေသည်အောင်အမှန်တရားတွေကတော့ရင်ထဲမှာပဲပိတ်လောင်နာကျင်မှုတွေကိုအပြုံးနဲ့ဖုံးကွယ်ထားရတယ်မင်းမသိတဲ့ငါရဲ့ညတွေမှာတယောက်တည်းချိတ်ပြီးငုံမိတယ်မျက်နှာဖုံးတွေတတ်ထားရတာပင်ပန်းလာပြီလောကတန်ရဲ့ရိုက်ခတ်မှုတွေအောက်မှာငါမနာတွေဘလောက်ပဲခိုင်မာတဲ့ပြောပြောရင်တွေကအနာတွေကတော့အမြဲတမ်းလက်ဆက်နေစေအပြောင်းတစ်ခုရဲ့နောက်ွယ်မှာမျက်ရည်စက်တွေဝေမင်းမမြင်တဲ့ရိတ်မှာငါဘဝတွေချွေပျော်ရွှင်နေသလိုလိုဟန်ဆောင်ထားပေမဲ့ရောက်တဲ့အချိန်မှာနှလုံးသားတွေကပိတ်ရိုက်တဲ့နဲ့ငါပြုံးကြတဲ့မှာမျက်ရည်စက်တွေပုံကွယ်နေစေလူကြတဲ့မှာဟန်ချက်ညီအောင်ရှောက်လန်းနေဒါပေမဲ့တကယ်တော့ငါလမ်းပြောင်းနေခဲ့မင်းပေးတဲ့ပြုံးကငါတွေ့တော့တာတစ်ချောင်းလိုပဲအနာရတွေကိုပို့ပြီးထမ်းမြက်အောင်လုပ်ပေးနေတယ်မင်းကိုမုန်းရစရာမရှိသလိုဒီပြုံးတွေကိုလည်းရက်တန်းလို့မရခဲ့ရေမောင်းလိုက်တဲ့မျက်ရည်တွေကပြန်ဝဲရလားပျော်ရွှင်ခြင်းတွေကငါအတွက်ဝေးကွာလုံးပါအဖြူရောင်ပြုံးအပြုံးတွေကြမှာအမေရောင်နာချင်မှုတွေကတိုးချပြီးတောင်းဆိုနေသလိုဟုတ်ပါတယ်ငါပြောပါတယ်လို့ပြောလိုက်တိုင်းမျက်ရည်စက်တွေကအပြုံးထက်ပုံမြန်ဆန်းစွာငါပါပြင်မော်ကိုစီစဉ်လာခဲ့တယ်ဒီပြုံးကြတဲ့မှာမျက်ရည်စက်တွေငါရဲ့မျက်ရည်စက်တွေ